ကျွန်တော်ပြောသလိုကျွန်တော်ပြည်သူလက်ထဲကိုလွတ်လပ်ငြိမ်းချမ်းမှုမရတဲ့၍ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေလက်ထဲကိုဖက်ဒရယ်ဒီမိုကရေစီမရတဲ့၍ကျွန်တော်ဘယ်သူနေနေတိုက်မှာစစ်ကော်မရှင်တက်နဲ့ပူးပေါင်းသွားတဲ့ဗမာမျိုးသားတွန်လိုင်းတက်မတော် BNI အဖွဲ့ကောင်းဆောင်ဘုန်းနှကောင်းခေါ်နိုင်လင်းကိုမုံရမျိုးရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းမှာစစ်ကြောမေးမြန်းမှုတွေပြုလုပ်နေတယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ16ရက်နေ့ကပလဲမြို့နယ်တပ်တရာရွာကတဆင့်စစ်ကော်မရှင်ရဲ့ရဟန်းရင်2ဆင်းနဲ့လိုက်ပါပူးပေါင်းသွားတဲ့ဘုန်းနှကားကိုစစ်ကော်မရှင်ကနာမခအတွင်းရှိအမှတ်စနစ်အစစ်မြင့်ဆက်သွယ်ရေးတရင်မှထိမ့်သိမ်းပြီးစစ်ကြောရေးဝင်နေတာဖြစ်တယ်လို့တပ်သတင်းရင်းမြစ်စီကသိရပါတယ်။ဘုန်းနှကားနဲ့တူလိုက်ပါသွားတဲ့၎င်းရဲ့နောက်လိုက်လူရင်းတွေကိုလည်းနေရာအသီးခြားစီခွဲပြီးထိမ့်သိမ်းထားတယ်လို့လည်းသိရပါတယ်။ဘုန်းနှကားကိုပြည်သူစစ်ခေါင်းဆောင်ဖြစ်ခန့်ရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့မြေပြင်ခြေနေမှာတော့တော်လိုင်းအင်အားစုတွေပေါ်မမှန်သတင်းတွေဖြန့်ဝေကစိတ်ဓာတ်စစ်စင်ရေးလှုပ်ဆောင်ဖို့အတွက်သာတုံးချပွဲရှိတယ်လို့စစ်တပ်သတင်းရင်းမြစ်ကဆိုပါတယ်။သူ့ကိုပြည်သူစစ်ပြန်ခန့်မှုကတော့နည်းပါတယ်။ငကိုတွေကသူကစစ်တိုက်တာထက်အလူငွေကိစ္စတွေနဲ့အပြောတန်တဲ့သူဖြစ်နေတော့တော်လိုင်းမကောင်းကြောင်စစ်တပ်ကောင်းကြောင်တွေကိုစိတ်ဓာတ်စစ်စင်ရေးလှုပ်ခိုင်းမှုပဲရှိပါတယ်။တိုက်ခိုက်သမားမဟုတ်ဘဲအာသမားမှုအားနဲ့ပဲပြန်တိုက်ခိုင်းလိမ့်မယ်လို့မှန်းဆရတယ်လို့ CDM ဗိုလ်ကြီးစင်ရောက AR Times ကိုပြောပါတယ်ဘယ်အာဂတိမကင်းတဲ့သူကမှဝယ်လို့မရဘူးအဲ့ဒါတဲ့ပြောမယ်စစ်ကောင်စီအတွက်ပြောပေးနေတာလည်းမဟုတ်ဘူးဘုန်းနဂါဟာ BNI တပ်ဖွဲ့တွင်းရှိလူသက်မှုမရိမှုတွေနဲ့ပတ်သက်ပြီး NUG ကအရေးယူဖို့ကြိုးပမ်းချိန်မှာစတင်ပြစ်ခတ်ခဲ့တာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်အဲ့လိုပြစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့တဲ့ဖေဖော်ဝါရီ18ရက်တိုက်ပွဲပြီးနောက်တစ်ရက်မှာဘုန်းနဂါဟာ၎င်းရဲ့ဇနီး2ဦးကလေးငယ်တွေနဲ့အတူအရေးကြီးတဲ့ဗန်နာရေးမှုအပါအဝင်ခေါင်းဆောင်ပိုင်းချုပ်ကိုခေါ်ဆောင်ပြီးစစ်ကော်မရှင်နဲ့ပူးပေါင်းသွားခဲ့တာဖြစ်ပါတယ်။ဘုန်းနဂါပူးပေါင်းသွားပြီးနောက်လက်ရှိမှာစစ်ကော်မရှင်တပ်ကပလဲနယ်အတွင်းကိုစစ်ကြောင်းထိုးတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံမလှုပ်ဆောင်လာပါတယ်။ဘုန်းနဂါရဲ့ BNI တပ်ဖွဲ့ဝင်ချို့မှာNUG နဲ့လာရောက်ပူးပေါင်းမှုတွေရှိနေပေမဲ့အချို့မှာစစ်ကော်မရှင်စီလိုက်ပါသွားတယ်လို့သိရပါတယ်ရှင်။အဲ့တော့ဒီ live ကိုလည်းပြည်သူတွေကြားထဲမှာပို့ပြီးတော့ပြန့်ပွားအောင်လို့ share ပေးကြပါเนาะကျွန်တော်နောက်ထပ်9မိနစ်လောက်နေဒီ live ကိုကျွန်တော်ရပ်မှာဖြစ်ပါတယ်။အဲ့တော့ပြည်သူတွေအတွက်သတင်းကောင်းဘုန်းနဂါပြန်ကိုပြန်လာမှာပါတယ်ဆိုပြီးတော့ BNR ရဲ့เนาะထောက်ဖို့ဘုန်းနဂါနဲ့လည်းညီကိုလိုနေတဲ့မူဆိုင်ကိုတိုင်ကအခုတရားဝင်လာပြီးတော့ပြည်သူပြောပေးဖို့လို့เนาะကြီးညာပေးဖို့ကျွန်တော်ကိုလာပြီးတောင်းဆိုတဲ့အတွက်ကျွန်တော်ဒီ live ကနေပြီးတော့တရားဝင်ပြောပြပါတယ်เนาะဘုန်းနဂါပြန်လာမှာပါဆိုပြီးတော့လာပြီးတော့ပြောပါတယ်အဲ့တော့ပြည်ဝမ်းသာလိုက်ပါတော့เนาะဝမ်းသာလိုက်ပါတော့เนาะဝမ်းသာလိုက်ပါတော့ဆိုတော့မျှော်ကြပါတော့เนาะအဲ့တော့ပြောကြပါသတင်းဌာနတွေလိုက်ကြပါเนาะဘုန်းနဂါပြန်လာမယ်ဆိုပြီးတော့အခုဆိုလို့ရှိရင်တရားဝင်ကြေညာနေပါပြီလို့ပြည်သူတွေပြောလိုက်ပါတော့အဲ့တော့တစ်ဖက်ကเนาะနီဘောတွေနူပိန်းနေเนาะလော်သလိုမျိုးဘုန်းနဂါကစက်ဘက်ကိုလက်နဲ့ချသွားတယ်ဆိုတာမဟုတ်ပါဘူးလို့လာပြောတဲ့သဘောပါပဲเนาะအဲ့တော့သူ့မှာအကြောင်းရှိပါလိမ့်မယ်ကျွန်တော်လင်းလင်းပြောရလို့ရှိရင်မောင်ဆိုင်မပြောပါလေကျွန်တော်ကလာပြောထားတဲ့ source တွေကျွန်တော်မှာ3-5နေရာရှိပါတယ်ကျွန်တော်သိတဲ့တော့သိထားတာရှိပါတယ်သို့တော့ယနေ့ချိန်ထိကျွန်တော်ဒီဘူးနဂဖြစ်တဲ့ချိန်ကလေးကအဲ့မတိုင်ခင်ကလေးကောစကားမပြောပြတာကြပြီကျွန်တော်အဲ့တော့ကျွန်တော်ဘူးနဂရဲ့အဆက်တွေကျွန်တော်မရှိဘူးမရှိတော့ကျွန်တော်အတိအကျတော့မပြောဘူးသို့တော့ခုနလိုပြောမောင်ဆိုင်လိုမျိုးပေါ့နော်ကျွန်တော်ကိုယင်းနေတဲ့ချစ်ကြီးတဲ့ယုံကြည်တဲ့ source က4-5နေရာလောက်ကကျွန်တော်ကိုလာပြောတယ်နော်ဘူးနဂကဘလူပေါ့နော်ဘလူလုံခြုံစွာရှိရဲဘယ်နေရာမှာရှိရဲဘလူဘသူကကဲထုတ်သွားတယ်ဘာညာပေါ့ဗျာကျွန်တော်ကြားထားတာကအဲ့ဒီအရေးခင်းနေဖြစ်ပြီးတော့2ရက်လောက်ခတည်းကကျွန်တော်ကြားပါတယ်တိုးတော့ကျွန်တော် live ပေါ်မှာတခါမှကျွန်တော်ထုတ်မပြောဘူးစီးကိုစောင့်ထားတယ်ထုတ်စီးကိုစောင့်ထားတယ်ဘာကြောင့်လဲသူတို့ရဲ့လုံခြုံရေးရှိတယ်သူတို့ရဲ့ကိုယ်တိုင်ကပြောတဲ့အခါကြလို့ရှိရင်သူတို့ပြောလိမ့်မယ်ဆိုတာကိုကျွန်တော်ကစီးထားတာနော်စီးထားတာဖြစ်ပါတယ်နော် BNR တွေကဗန္ဒာရေးမှုကိုရှိုင်းဖြစ်ပါတယ်เนาะသူကိုယ်တိုင်လာပြောတာပါအဲ့ဒီ comment ကိုဘယ်မှာလာပြောသလဲဆိုတော့ကျွန်တော်ကဒီနေ့ live က Facebook page မှာကျွန်တော် live တက်နေတဲ့ခါကျတော့အဲ့ဒီမှာလာပြောထားတာတွားရောက်ပြီးတော့ရှုလို့ရပါတယ်သတင်းကောင်းပါเนาะသတင်းကောင်းပါမောင်ဆိုင်ကိုယ်တိုင်ကလာပြောနေပြီဘုန်းနဂါပြန်လာပါလိမ့်မယ်တဲ့เนาะပြည်သူထံကိုပြန်လာပါလိမ့်မယ်ဆိုပြီးတော့သတင်းပေးနေပါတယ်အဲ့တော့เนาะကဲခုကเนาะဘုန်းနဂါကိုအိုက်ပြီးထိုးချခဲ့တဲ့ CDM စစ်ဘူ YouTube တွေခင်ဗျားတို့ပြန်တောင်းပန်ကြတော့
post တွေတင်လိုက်တင်လို့ပြန်တောင်းမှန်ကြနော်ပြန်တောင်းမြန်ကြနော်နော်ပြန်တောင်းမှန်ကြနော်ပြန်တောင်းမှန်ကြနော်ပြန်တောင်းမှန်ကြနော်ဟိုကပြန်လာမယ်တဲ့ပြည်သူပြန်လာမယ်တဲ့နော်မောင်ဆိုင်ကိုယ်တိုင်လာပြောပါတယ်အဲ့တော့ပြောချင်ကနော်ဘုနကားကတစ်ဖက်ကနော်နီပိန်နုပိန်နီဘောတွေဆိုတဲ့လိုမျိုးရန်သူထမ်းမှာလက်လက်ချသွားတယ်ဆိုတာမဟုတ်ဘူးဆိုတဲ့သဘောကိုလာဖြစ်ပါတယ်